အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဘာဆရာကြီးမင်းသိခါရဲ့တပည့်ရင်ဆရာညီဝင်းတို့ပဲဖြစ်ပါတယ်တရက်3လ2026နေပြီးတော့9ရက်3လ2026အထိဒနုတွေသားသမီးတွေအတွက်တပတ်စာဟောစတန်းကြီးကိုကျွန်တော်ဖတ်ကြားပြသပေးပါမယ်ဒနုတွေသားသမီးတွေကဒီတပတ်ထဲမှာအဖက်ဖက်ကနေပြီးတော့ကန်စာရာတွေပွင့်လန်းနေပါလိမ့်မယ်လုပ်ငန်းစည်းဝါးတွေအရှိန်အဟုန်မြင့်ပြီးလှုပ်တဲ့ကာလဖြစ်ပါတယ်လုပ်ငန်းတစ်တွေနေရာတစ်တွေအစပြုခြင်းတွေလည်းကောင်းပါတယ်ရဝေးပြပခရီးကောင်းတွေလည်းကြုံတွေ့ရတတ်ပါတယ်။ရဝေးကနေပြီးတော့စာတွေငွေတွေအဆက်အသွယ်တွေအကူအညီကောင်းတွေလည်းရရှိတတ်ပါတယ်။မိတ်ဆွေရေးဆရာရင်းတို့ရဲ့အထင်မြင်လွဲမှားမှုတွေခံရတတ်ပါတယ်။မြေအမွေဖုန်းကားအထည်လျှက်စစ်ပစ္စည်းကိစ္စတွေမှာအနှောက်အယှက်အထစ်ငေါ်လေးတွေများနေတတ်ပါတယ်ခင်ဗျာ။တစ်တန်တို့ကိစ္စတွေရေတွက်ကုန်ပစ္စည်းကိစ္စတွေခရီးသွားလုပ်ငန်းတွေမှာတော့အောင်မြင်မှုအကြီးကြီးရနိုင်တဲ့ကာလပဲဖြစ်ပါတယ်သူတစ်ပါးရဲ့ပြဿနာမှာဂျားညက်ဖြည့်ရှင်းရတတ်ပါတယ်ဒါလေးတော့သတိပြုပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဆက်တူကိစ္စတွေမတင်မကျဆုံးဖြတ်ရခက်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့1 byte ဥကောင်းအကျော်အစ်စ်ကျမ်းမာရေးသတိပြုပါလို့မှာကြပါတယ်ခြေသူကြီးစားတွေအိမ်တော်တွေအနေနဲ့တော့နားလည်မှုလွဲတတ်တဲ့ကာလလေးတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အညံ့ခိုက်တွေပြီးပါပြီးကောင်းသည်ထက်ကောင်းသွားလာအောင်ဒီတစ်ပတ်ထဲမှာသီလရှင်တွေကိုတရက်ယူဒါနလုပ်ရင်းနဲ့လိုရာဆူတောင်းလိုက်ပါခင်ဗျာဒါဆိုရင်တော့အညံ့ခိုက်တွေပြီးပြောပြီးကောင်းကျိုးချမ်းသာတွေအမြဲဆုံးရရှိခံစားရပါလိမ့်မယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ